ပွဲဗျာအားရကြကောင်းလိုက်တဲ့ပွဲ ရင်းကတော့စောင်းဝမ်းထိနေရရင်းကတော်ထမ်းတာပဲဟောရင်း ရင်းနဲ့လီနာရဲ့လောက်ကွက်တွေပဲဘရိုတပွဲ နေမယ်ဟဲကက်ဆိုဟီရိုကအနည်းဆုံးတော့အကုန်လုံးပြချပေးတယ် ကလီယာဘန်သွားတယ်ဗျာ is ကိုတခုတွေးမိတာ is ပေးအောင်ယူပါမလားငါတို့ BC ငါတို့ YG က hacker ကို ယူမာကိုစေယူမာ ဟော Sora first pick ဟို ဗလာဒီနာပြန်ထောင်းတာဗလာဒီနာနဲ့ ဗလန်တီနာရတယ်ဗလန်တီနာကောင်းတယ်စောသီးဗလန်တီနာပြန်ယူထားလို့ရတယ် ဟီရိုကြီးရတယ် ဟောတယ်ဆိုဟဲကက်က YG အတွက်လောက key point hero လို့ဖြစ်နေရပါတော့လောဆယ်သူတို့ ဗလာဒီနာကလောက်17ကလောက်သားရော let's go let's go ဒါပဲ Skylar ကလောက်ကိုဖြတ်မပေးဘူးညီကိုတို့နော်ကျွန်တော်တို့ Philippine coach Marv နေနေရတော့နော် M Core နဲ့တိုင်ပြီးတော့ကျွန်တော်မြန်မာအသင်း goal line လာ state အတွက်ကတော့ကလောက်လေးတော့ပေးထားပါတယ် တစ်ကလောက် 100% confident 100% confident နော် is hacker ကဒီပစ်မှာမပစ်ဘန်းလောက်တယ် ပြောင်းလီယိုမော့ hacker yes ဘန်လောက်မယ်တင်တယ် ဒီပစ်မှာမပစ်ဘန်း ရ လောက် မယ်တင်တယ်ဒီမှာယူမရမယ်ဒီမှာယူမရမယ် ဒီမှာယူမယူတော့ဘန်းဒါမဲ့ကိုးထင်တော့မယူတော့ဘူးထင်တာပဲနော် ဒီကတော့ usage အားနေတော့မယူလောက် တော့မှကျွန်တော်ယူပါမယ်ရွေးချယ်လို့ကောင်းတယ် you like please stand နေရော career pressure ပေးရရတယ် ပြ goal line ကို pressure သွားပေးလို့ရတယ် pressure တော့ပေးရ မှန် ဟို hacker အဲ့လိုဟိုဂျူရီဘက်ဂျန်ဂလာနဲ့မှာ hacker room မှာထုတ်တာလို့ ဟုတ်တယ် ဟုတ်တယ် ဟုတ်လားဂျူရီဘက်ဂျန်ဂနဲ့မှာ hacker room မှာထုတ်ကြတာလို့ဒါတို့နေဟုတ်လား ဒါမဲ့ဂျန်ကလာကပုံနိုင်တော့ဟုတ်လား အိုးမွေးနေချင်းကြတော့လေ အော်ဟဲ့ဖန်နီ what fanny ထုတ်ချပြတာ ဘာလဲဖန်နီကိုချိန်တော့မပါသေးဘူးနော် funny ဆို ကာလီယာလည်းဘန်လာပြီတောက်အေးဘရိုက်ထဘန်လိုက်အေးစေးပဲ ယုံကြည်မှုပဲလားယုံကြည်မှုပဲ funny တဲ့ ကာကြမန်းကာကြဟျောင်း ကာကြဟုတ်တယ်မန်နဲ့ကာကြရီဖရန့်ကူရီ ဒီဘွဲ risk များတယ် ဒီဘွဲစိတ်တော့က one hero ရောဘန်အောင်ပါတော့ one hero ယုံကြည်မှုဆိုတာနော်ဗလက်ယုံကြည်မှုဆိုတာအဲ့ဒါ confidence ဆိုတာအဲ့ဒါဗလက် နော် ကြိုက် ဟုတ်တယ်ကာရဲတယ်ဗျာမင်းကြာလို့ထားလိုက်ရအောင်နော် on ကဘာမို့လို့လဲ M7 ကိုပထမဆုံးမှအခုမှနော်ဝင်ဆော့တာဒါပေမဲ့ခံ တီးထုတ်ဖို့ပဲဓမ္မတွေ share တွေ subscribe တွေလုပ်တော့ တတိ ပစ်တယ်သားကိုလည်း2018ထဲကပစ်လာတာသား fanny ကနော်ဆောက်တော့မတော့သေးဘူး လမ်းနေဟန်ပဲ Rocky Ricky ရဲ့ funny လေးတော့မမေ့စေချင်ဘူး နော်ဒါနော် Innoma fanny နဲ့ပတ်ကျန်းလာတာသားနော်အဲ့ပွဲကိုရှုံးသွားတယ် ဒါတို့ key point ဘာတွေဘန်းအောင်မလဲ key point ကာကြပါညာဘန်းမလား funny ရဲ့ ကာကြဘန်းလိုက်ပါကွာကာကြဘန်းမင်းတို့ကြိုက်ဆော့လို့ရပြီကို Fiber ရဲ့ ပေါ့ပါလေးပဲ ကာကြတော့ဘန်းနေတယ်ထင်တယ်ကရီကာကြကြီးနော် အဲ့လိုနဲ့ဆိုတော့အမျိုးမျိုးတော့ဖြစ် ဒီတော့ကာကြကြီးကတက်တယ် ကာကြလေး ထ ပဲ င်သေးလို့မရဘူးထင်ကြီးလို့လည်းမရဘူး မားပြေခေါင်းထဲမှာကာကြဆိုပြီးပေါ်လိုက်စား ဟောနှစ်ဆိုတိုင်းလဲကြောက်စရာမလိုပြောချင်တာဗောနော်ပေးချင်တဲ့ message ရတာကြောက်စရာမလို 900ပဲဟလာလက်နှစ်ဖက်စီစော့နေတာနော် ဗလက်ခလီယာလည်းမရတော့ grow လည်းမရတော့ဒါ key point hero တကောင်ပြောကြည့်ဗလက် ကာကြ ကာကြဘန်းနေတယ်လို့ ကာကြ please ကာကြ ကာကြလေးပဲဘန်းပေးပါကွာ ဒါလေးဘန်းလိုက်မလား ကာကြ ကာကြကရီလာတော့မှာကာကြကရီလာတော့မှာခံစားနေရအကောင်ကာကြကြီးကတကယ်ဆွဲတာလို့ အေးတကယ်ဆွဲတာဟိုတနေ့ကယုံသွားပြီ ဒီပွားကာကြစိုးတယ် အေးဟာရပူတာမင်းဆွဲပြတာလို့ခုနေ့က ကိုထင်တော့ကာကြကတိတာဖြစ်တော်မယ်နေ မဖြစ်နိုင်ဘူး ဗလက်ကာကြကတိတာဖြစ်နိုင်လားကာကြကတိတာ ဖြစ်တော့ဖြစ်နိုင်တယ်ကာကြကရီတာ ဖြစ်နိုင်ကတိတာ ကာကြကတိတာ တော့ guys ရော ဦးနှစ်ဘက်ကကာကြကတိတာဖြစ်မယ်လို့အာယုံရတယ် အကာကြဖမ်းသွားလို့ရှိရင်ပြန်ကယ်မဲ့ကောင်တစ်ကောင်တော့လိုတယ် ဘလ တီ င်း ဝီ ပါ တီလန်းလေးရလာမယ်လေ อืม တီဝီလန်းလေး ဘလင်း ဘ ပါ လင်းတိုက်ကူရလေးရောသားဒီပွဲဘလင်းတိုက်ကူရ လိုက်ရဲစောလာ ကာကြယူသွားတာမဖြစ်နိုင်ဘူး အေးဟုတ်တယ်ကာကြပြန်ယူလိုက်ရင်ရော တီးတော့တယ်ဒီကောင်နေတီးတော့တီးတော့ ကာကြယူလိုက်လို့ရှိရင် ကာကြပြန်ယူလိုက်ကွန်နက်မဖြစ်ဘူးရောစပဲတွေကကွန်နက်မဖြစ်ဘူးရောကာကြ မဖြစ်တော့ဘူးဟုတ်တယ်ပြီးတော့ငါတို့ဗလက်ဒီနာခိုးစရာစပယ်မရှိသေးဘူးဆိုတာပဲ ခိုးစရာဆိုရာကြီးခိုးစရာရှိရလေဘလင်း အဲ့လေဆိုတာပဲရှိမှာနော် ဟုတ် ဆိုရာကြီးကစောင်းလန်းတယ်လေ ကေဝိုင်းပိုဆိုးမှာကာကြကတိတာဆိုရင် ဆိုရာကြီးကစောင်းလန်းတာကို အော် high low ယူသွားပြီ what ဘလင်း high low ရမဟုတ်မဟုတ် ဒီကောင်ကာကြပဲဆော့တယ်ဒီကောင် တကယ်လို့ကာကြပစ်ဝိုင်းအောင်မှပဲ high လို့ဘာညာစပယ်စားပြီးလို့ high low ရင်လည်းဖြစ်နိုင်သေးရဲ့ဆိုတော့ရပါသေးရဲ့ အဲ့လို ရင် high လို့တော့မကင်တော့ အဲ့ ဘူး တော့မဆော့တော့ဘူးတင်တယ် ဆောက်လား ညာ အတင်းဖြစ် အ နိုင် ကြတော့ကြောက်တယ်
ဖြစ်နိုင်တယ်ပေါ့နော် ဒီပွဲပဲကနိုင်မလဲနော်ကျွန်တော်မြန်မာနိုင်နောက်စင်တက်ဖို့ကဘာစက်တော်တော်များသွား တော်တော်များသွားပြီ နည်းနည်းလေးအရင် ကာဂျာပဲထုံနေနေကာဂျာကတီတာလားမသိဘူး ကိုင်းစရာဆိုတော့ဘာမှမကြံတော့ဘူးဒီကောင်နဲ့ဒါပဲယူမယ်ထင်တယ်ဖာစာတော့ရှိသေးတယ်ဖာစာဆော့မလားဖာစာနဲ့ပုတ်မလားသူတို့ကတိတာဆော့မလားဆိုတော့ကြည့်အောင်စန်ကသူ့ရဲ့ favorite hero လောက်ကြာတယ်နော်ကောင် โอ้ကတော့ချာနဲ့ဖာအဲ့လိုဆိုတော့အရင်ကြီးကြောက်စရာတော့မလို့ဒါပေမဲ့ကတော့ချာ unbreakable redden တွေကတခါလေးဖန်နီတော့နည်းနည်းတော့အာယုံနောက်တယ်ဘယ်လို ဘန်နီကိုပြီးတော့ဖမ်းလို့မရတော့ အခုကပြီးတော့အဲ့ဒီဟာဟိုတောင်းနဲ့ channeling duration နဲ့ဆိုင်ပြီးတော့ အိုး အဲ့ဒီရင်းကြပါ ဘိုင်းလေဗလန်တီနာအောက်လေ Valentina off lane ဗလန်ယာရေးဗလန်ယာရေး ဗလန်တီနာဟွာရင်းကဟွာဟိုဆိုရာဟိုဗလန်တီနာနဲ့ရှင်နေပြီးတော့လောင်ကြီးကတစ်ဖက်က fighter ဝင်လုံးတာတွေတော့ကောင်းတယ်လေမနေ့ကတော့မှပဲ ace ပြောသေးတယ် ကောင်းတယ်ဒီ drop လေး လောင်ကြီးတွေပါ ကြိုက်တ တွေ ယ်ကြိုက်တယ်သဘောကျတယ် YG let's go ကဲညီကိုတို့ပွဲပြီးပြန်တွေ့မယ် interview မှာပြန် အင်တာဗျူးဝိုင်းကြီးအင်တာဗျူးနဲ့ညီကိုပြန်တွေ့မယ်ကွာ ဘာကြီးအန်တာဗျူးနဲ့ပြန်တွေ့မယ် okay ကတ်ဆောပါလေကတ်ဆော ကဲညီကိုတို့အောက်ပို့လိုက်ပြီနော် โอเค ကဲကိုဒီဝါကန်ဖွင့်လို့ရတယ်နော် let's go ပလန်သားကြီးဘယ်လိုဖြစ်တာလဲဒီနေ့တော်တော်တက်ကြွနေ ဝို ပါ င်းဒီ လား တော့အတားကြီးကိုဒီဝိုင်းဒီတော့အတားကြီးကောင်းပြောတာထွက်ဆိုင် ပလန်အရင်တက်ကြွနေပါလားသားကြီး အခုဒီမနေရအောင်မတက်ကြွလို့လား ကဲအားဆိုမင်း intro ဝင်လိုက်တော့ ကဲကျွန်တော်တို့ 1G versus Onyx Indo တို့ရဲ့ကျွန်တော်တို့ Best of 1ပွဲစဉ်နိုင်တဲ့နေရတော့ကျွန်တော်တို့ play off တက်ဖို့အတွက်တော်တော်ကြီး chance များသွားမဲ့ပွဲကိုတော့ကျွန်တော်ရဲ့ main sponsor ဖြစ်တဲ့ Riot လေးနဲ့အတူတူပဲစတင်လိုက်ပဲဖြစ်ပါတယ်เนาะကျွန်တော်တို့ဒီဘက်မှာတော့ Han Fanny ကိုတော့ပွဲထွက်လာခဲ့ရင်းနဲ့ပဲဒီလိုရေးကြည့်တဲ့ပွဲမျိုးမှာကန်ရဲတဲ့ဇာတ်တော့နဲတော့မနေဘူးဗျ ကဲเนาะကျွန်တော်တို့ပွဲတဲ့ရောက်နေ battery တောက်လျှောက်អော်ရတော့မှာဆိုတော့เนาะကျေးဇူးတင်စကားလေးပြောဖို့မေ့သွားမှာဆိုလို့ပါကျွန်တော်တို့အခု live ကြည့်ရှုနေတဲ့လူเนาะ viewer Facebook YouTube အပေါင်းအားလုံးပေါင်း3,400,000ကျော်ရှိပါတယ်အားလုံးကိုကျေးဇူးအများကြီးတင်တယ်လို့အရင်ဆုံးပြောကြားခြင်းပါတယ် ဘာဝနေပြီ ကဲเนาะဆိုတော့ခုတော့ပွဲလေးတော့တစ်ချက်ရေးကြည့်ရမယ် တော်ကြီးလာပြီးတော့เนาะ Valentina ကိုလာလုံးနေတာဆိုတော့လေပြီးတော့နည်းနည်းလေးတော့လော့ Han နေနဲ့တော့ River Monster ညာ ရအောင်တော့ Star တာတိုင်းဖန်အဲ့လိုတွေမလွဲနဲ့နော်ဒါအဲ့လိုတွေမလွဲနဲ့နော် easy ပါ easy ပါကေပဲခုမှတစ်ချောင်းလေးပဲနည်းနည်း miss သွားတာပါရပါတယ်ဂျန်ငယ်သေးပါနဲ့ပြန်စားလို့ လေးလို့ထိန်းကြမလားကရီကို innocent လေးလို့ထိန်းကြမလား ညာဆိုတော့အောက်လမ်းမှာတော့ကရီနဲ့ကလောင်းနဲ့နေတာတခုမှာတော့ stick နေနေတော့နည်းနည်းလေးတော့ဖျဲခံနေရတယ်ဗောနော်ဒီမှာအပေါ်လမ်းမှာလည်းရင်းနေနေလက်ပီလိုက်ထိုးတာတွေပါတယ်ခံနေရတယ် Valentina မိတ်လည်းဖြစ်နေတာဆိုတော့အမှန်တိုင်းပြောရင်တော့ဒယ်ရိုကြီးဝင်ချမယ်ဆိုရင်တော့မာတော့မမာဘူးပေါ့နော်ဒါကအညော်ပုံစံမျိုးစပဲတွေပါတယ်ပြန်ခိုးပြီးဆော့မယ်ပုံစံမျိုးပဲရွေးချယ်ထားတယ်ဒါပေမဲ့ရပါတယ်အောက်လမ်းမှာတော့ blink back လာပေးပြီးသားကြီး ဟုတ်တယ်အေးစေကဲနော်ခရီးတွေဘာတွေကလဲတာဝန်နာခေါ်စားလို့ရတဲ့အနေထားရှိနေတာဆိုတော့state တော့ကတော့ lane pressure တော့ရှိမှာတော့မဟုတ်ဘူးလဲမှာတော့ fast နည်းနည်းလေးတော့တွေးရစိုးနေနေပဲ blink ပြန်ရောက်လာပြီဆိုတော့လေခရီးတွေဘာတွေတော့စားဖို့တော့လွယ်တယ် Fanny ကေပဲ unbreakable redden ကိုချက်ချင်းကြီးတွေ့လာဗလားငါအဲ့ဒါစိတ်ပူတာဒါကြီးတခြားမှာမဟုတ်ဘူးအဲ့ disable ကအရင်မပါဘူးဒါပေမဲ့အဲ့ပါတဲ့တော့ကတော်တော်ဆိုးတယ်ဒါကြီးတို့ ဟောဘာအောင်ကန်ကန်လုတ်တတ်တာ ခိုင်ရီတော့လီယိုမိုတွေပါစော့နေပြီဗျာနော်လီနာလည်းလဲလမ်းမှာတော့ dispersion rotation တွေပါတော့ပေးရတယ်ခိုင်ရီကိုနည်းနည်းလေးပုတ်ထည့်လိုက်တာသွေးတစ်ဝက်ရောသွားပြီးဆန်းတော့သွားပူတာပါတယ်နော်ရင်အယံသွားပေါင်းနေတာတခုမှတော့သွေးတစ်ဝက်ရောဝိုင်းမှာ Fanny နေတော့ဒီတာတေတော့လိုချင်နေတော့မဲ့ဆိုပေမဲ့ဘေးနားမှာအများကြီးပဲနော် bucket တွေအများကြီးကိုကြော်ပေါက်မှာဆိုတော့မောင်းထုတ်ထားတာဘာညာနဲ့နောက်ဆုံးမှာတာတယ်လေးကိုတော့ခိုင်ရီပဲရအောင်ဝိုင်းမှာတန့်ဖောင် Fanny မှာနာကြီးမရှိတော့ဘူးပြန်တော့ဘတ်တင်နေနောက်ဆုံးမှာခိုင်ရီလေးကိုတော့လီနာရလိုက်ပါသေးဒီဘက်မှာလက်ဘီလီနာကောင်တက်ပေးသွားရင်ရင်းလေးတော့ပြန်ပေးထားတယ်1 for 1 trade Valentina ပြော့နေတာကို Valentina က तू အမှန်တိုင်းပြော तू ထိုးတာတွေကခိုင်ရီကိုပြတ်ပြီလို့ထင်ခဲ့ပေမဲ့ तू ကအရန်ပြော့တဲ့ဟီရိုဖြစ်တဲ့အတွက်ဘတ်တင်မှာကြာမခံသွားတာတကယ်ဆိုတော့ခိုင်ရီတေသွားတင်တာအဲ့နေရာမှာမင်းတကယ်တေး ဟုတ် တင် တယ်ကာရီတေဝါမှာနော်နည်းနည်းလေးတော့ထက်ခံလိုက်နိုင်လို့ရှိရင်အဲ့နေရာကာရီရသွားပြီနော်ကာရီဟီရိုကီတကောင် first starter လေးတော့ယူရတယ်ဆိုပေမဲ့အဆင်ပြေသေးတယ် bro ရတယ်အဆင်ပြေသေးတယ်ညီကိုနော်လီနာဟီရိုကီယူပေးွားမြင်လိုက်တယ် bro နော်ဆို1 for 1ပဲလားတန်တရားတော့ဒါ Fanny နဲ့တော့ဒါ report တာမလွယ်ဘူးဆိုလဲဒါဖြစ်တယ်ဒါ easy ပဲလားပို့ပါပဲဘာမှအရင်ကြီးနှမျိုးနေကြတော့မရှိဘူးเนาะဒီဘက်မှာလဲ walking grass ဘာညာလေးတော့စားတိုင်းတော့အိုးနစ်သူတို့ကတော့ ancient သင်း BB ဖိမှာပဲ bro ဒီလားကျွန်တော်မြန်မာအသင်းကအဲ့သူတို့ပေးတဲ့ PR တွေကိုအကောင်းဆုံးတောင်းခံပြီးတော့ပြန်ကျုံးရမှာမှန်မယ်နော်ကျွန်တော်လိန်နေကတော့ AI ကြောင်းပဲဆိုပေမဲ့ကလောက်ကတော့ဟို career တော်တော်ကြီးစပေးလိုက်ယူနေတာ long diversion အောက်ပြန်ပို့ပေးလိုက်တာဗျစတစ်ကိုနော်စတစ်လည်းလာဖမ်းမှာတော့ရမယ်အလဲလန်းတွေပါလေလာဖန်နောက်ပြီးရင်တော့အောင်လန်းကိုတော့ diversion နဲ့ပြန်ဖို့ Fanny K ပဲဆွဲ
နောက်မှာ Skyline တော့ဝင်လုံးမလား Blink အနေနဲ့တော့သွေးနှဲဝိုင်းနေတာတခုမှ Gloria ပတ်ဝင်းလေးနဲ့ပြေးထားသေးတယ်နော် 3 မိနစ်လို့ဝင်းကျင်မှာတော့ Eroge 11နဲ့ကျွန်တော်ထင်တော့ Onin ဘက်ကဗတ်တဲ့လိုချင်နေရတယ်တူတယ်လီယိုမောမြင်းနေပါတယ်ရှိတယ်ကျွန်တော်ဖန်ဒီဘက်ကလည်းချတာတော့ချရမှာသိလားဟိုလိုကြီးချိန်နေလို့တော့မရဘူး မှန်တယ် Eroge တော့ပြန်လိုက် try မရမယ်ဖန်ဒီနဲ့ဆိုတော့အားလီချရနိုင်ကိုတော့ကောင်းပါရန်တော့လောကြတော့မလို့ဘူးပေါ့နော် AC မှန်နေ ကောင်စားနှစ်ကောင်စားလေး live pick ကို try เนาะဒီမှာ Fanny Blue ဘတ်ထွက်တော့မဲ့ time လေးကိုတော့ key wine မြင်တော့မြင်လာတယ်ဆိုပေမဲ့ Fanny ကေပဲငတ်သားလေးတော့ဖြတ်စားဖို့တော့ကြိုးစားတယ်ဆိုပေမဲ့လည်း Sans အနေနဲ့တော့ငတ်ကလေးပြောင်း flicker လေးနဲ့ခုံထော်ဝိုင်းနေတာတခုမှာလွတ်မြောက်သွားသေးတယ်ဗောနော်နောက်မှလည်းတာတေတွေပါတွေထွက်တဲ့ timing လေးလည်းရှိနေပြီဆိုတော့ဒီ blue bag လေးကိုမြန်မြန်ဆန်ဆန်လေးစားလိုက်မလား key wine ဒီ blue bag ကိုတော့ last scout ထားပါမယ်ပြီးမလာနဲ့အကောင် ပုတ်ပေးလိုက်တိုင်း AOG ခုံတော့ AOG ခုံတော့အေးရပြီမင်းခုံလိုက်တော့အဲ့ဒါခုံလိုက်တော့မင်းခုံမှုလိုအပ်နေတာအင်ပြန်မှာ key wine အင်ပြန်မှာတပြန်လုံးလို့ရပြီအမှန်ပဲကဲဆိုတော့ဒီဘက်မှာတော့တာတဲတွေပါတော့ key point မပါတဲ့အနေသားတစ်ခုမှာကျွန်တော်မြန်မာအသင်းအနေနဲ့ကတော့เนาะဒဲပဲဝင်လှုပ်ထားတယ်မခါရီလီယိုမောမြင်းနေပါလေခေါ်ဗလေးတော့တောက်လျှောက်လိုင်းနေတန်းဖောင်ပြန်ခိုးပြီးတော့ထိုးဖို့တော့ကြိုးစားတယ်ရသေးလားရလိုက်တယ်ရင်းနေနဲ့ key point လေးတွေရနောက်မှာတာတဲကလည်းဟန်ယူသွားတယ်မခါရီတကောင်မှာဂျားညက်ပြီးတော့တပ်ပေးလိုက်အောင်တိုင်းလက်ပီလေးကိုရင်ဖြတ်ခါရီလေးကိုပါထက်ရလိုက်တဲ့အနေသားတစ်ခုမှာဟီရိုကေ3ကောင်နဲ့တာတဲနဲ့တော့ကျွန်တော်တို့မြန်မာအသင်း4မိနစ်တိုင်မှာရရှိခဲ့ပြီပဲဖြစ်ပါတယ်နော်မင်းလာ on နဲ့လို့မေးပြီးတော့ဆော့နော်တကယ်ကောင်းတဲ့ရင်နော်ဝင်သွားတဲ့ timing ကြီးကလည်းကွက်တီရသည်ရလိုက်တဲ့ကင်းကြီးလည်းရလိုက်သလိုတက်တယ်လေးပါရခဲ့တယ်ကျွန်တော်မြန်မာအသင်းအပွင့်လေးတော့တော်တော်ကြီးတော့လှသွားပြီအောင်လန်းလေးကိုသွားကြည့်မလားရပြီအောင်လန်းလေးကိုလည်းထောက်ပေးရတယ်ဗျာစတစ်တွက်ကီအဲ့မြန်မာပွဲဆိုပြီကွာငါတို့မြန်မာပွဲဆိုအဲ့တိုင်းကြီးပဲမြန်မာပွဲဆိုရင်တော့တခုမဟုတ်တခုလန်းလိုက်ရမှာဟုတ်မရှိမှာငါတို့9ပွဲလားဘယ်နဲ့6ပွဲလားဘယ်နဲ့ပွဲလဲ6ပွဲဟုတ်တယ်လို့6ပွဲတပွဲတခါမှမပေါ့သွားငေါမြန်မာပွဲဆိုအဲ့လိုပဲကဲပေါ်စားအချိန်လေးမှာတော့ကျွန်တော်တို့လက်မလေးပေးခဲ့ပေးပါနော် YouTube မှာကြည့်နေတော့ subscribe လေးလုပ်ခဲ့ပေးလို့ရပါတယ် Facebook မှာကြည့်နေရင်လည်း page follow လေးလုပ်သွားပေးလို့ရပါတယ်ခင်ဗျာနော်ကျွန်တော်တို့စီတန်ဖိုး high နေပြီဆိုအဲ့လိုတန်ဖိုး high နေပြီ bro အားလေးတိုင်းပဲကျွန်တော်တော်လာတာနော်ကျွန်တော်တို့စီရင်ခံတင်ဆက်နေစဉ်တွင်းမှာလည်းနော် viewer 3သိန်းခွဲ YouTube မှာ blank Facebook မှာ viewer 1000ကျော် total 3,900ငါတို့ရင်တော့ record တော့ကျိုးပြီးနေတူတယ် plan ကျိုးပြီး record ချိုးမှာ record ချိုးမယ်ညီကိုနော်အားလုံးပဲကျွန်တော်လည်းပွဲလေးတော့ခဏပေါ်စားပါတယ် live stream လေးကနေထွက်မွားပါတယ်ညီကိုနော်တောက်လျှောက်လေးတော့စောင့်ကြည့်ပေးပါဦးခင်ဗျာနော်လက်မလေးနေဝိုင်းပါ record ချိုးမယ်သားကြီးတို့နော်ကဲ M7 တောက်လျှောက်မှာ record လေးချိုးမယ်နော်ကျွန်တော်တို့ရင်တော့အများဆုံး viewer ရခဲ့တာ M6 MSC 3,600 3,900အများဆုံးရခဲ့တာပေါ့နော်ကျွန်တော်တို့ record လေးကျိုးသွားမလားစိတ်ကို short တာနော် Fanny pin နဲ့အားလီဒီလောက် short နိုင်တာတော်တော်ဆင်ပြေနေပြီ bro ဟုတ်ပါနော်နည်းနည်းလေးတော့ထပ်ပြီးဒါ online ဘက်ကဖြစ်တာ online ဘက်ကဖြစ်တာเนาะစတင်လေးလဲကြည့်ရတော့ကတော့အောက်မှာအဆင်ပြေတယ်ကလောက်ကလည်းတည့်ရတိုင်းပဲအဲ့လိုမျိုးအတင်းကတာနေတဲ့အချိန်မှာ item များများ fan လာနိုင် fan လာသလောက်เนาะကလောက်တော့ကပို့ပြီးအကျိုးရှိမှာဆိုတော့လေเนาะကျွန်တော်စတင်လေးကိုလည်းမေးထားလို့တော့မရဘူးအချိန်တန် तू ကထမ်းပြရမှာဆိုတော့ကဲစကိုင်လာလေးကိုတော့တစ်ခါတော့တတ်ဖို့လိုနေတယ်ထင်တာပဲเนาะစကိုင်လာအောက်လမ်းမှာတော်တော်လွတ်နေတယ် तू အလဲလာ fan လိုက်အောက်မှာထိုင် fan လိုက်နေဆိုတော့နော်တကယ်လို့စကိုင်လာလေးတာတစ်ခေါက်လောက်နော်ဖန်နီနဲ့ပေါင်းကန်တာပဲဖြစ်ဖြစ် diversion နဲ့ကြာပြီးကန်တာပဲဖြစ်ဖြစ်နော်လှုပ်လိုက်နိုင်တော့ပိုပြီးအဆင်ပြေသွားနိုင်နေကြည့်ရတော့ပြန်အဆင်ပြေသွားတဲ့ပုံပဲပေါ့နော်မကြခင်မှာတော့ပွဲရတော့ပြန်စတော့မယ်ဗျမနေ့ကတော့ငေါမြန်မာဘက်ကဖြစ်တာကွာဒီနေ့အိုးနှစ်ဘက်ကဖြစ်နေတာဟာကဲ let's go သားတို့ let's go ကဲ follow လေးလောက်ပါပေးပါ follow လေးခါရီမျက်နှာကိုကြည့်တယ်မလားငါးလောက်လည်းမချိုးပါဘူးကိုသေးလောက်တော့ဘယ်ချောမလဲငါးလောက်တော့ဘယ်ချောမလဲငါးလောက်တော့ဘယ်ချောမလဲတော်များများချောတယ်ပြောတာပဲညီကိုတို့နော်နော်မာဒီကောင်မျက်နှာမှာဝက်ချန်နေပါလေပေါ့ကိုသေးမှာဆိုဝက်ချန်တစ်လုံးမှတော့မရှိဘူးဟုတ်လားဟိုတိုင်းနော်ဒါတော့မှပဲတိုင်းငါမင်းအဲ့လိုမျိုးသူများလို့စကင်ခဲတာမို့ငါဆက်ပြခဲနဲ့ပုတ်တာမျက်နှာကိုမင်းအဲ့လိုမျိုးနော်ရွှေဝါနဲ့ပဲတိုက်တာတော့ဒီကောင်ရွှေဝါနဲ့ပဲတိုက်တာဆရာသမားကိုမျက်နှာဝက်ချန်ကောင်းမရှိဘူးနော်နှစ်ဖူးတွေပါကြည့်နော်ဒီမှာကြည့်အသားရီကိုရှိုးနော်ဒါတော့ကျွန်တော်တို့သူများလို့သိမလားပေါင်းနေပါတင်စကင်ခဲတာမလုံးတော့ကျွန်တော်ရွှေဝါနဲ့တိုက်တာမျက်နှာကိုအဲ့လိုမျိုးမျက်နှာကို brand နဲ့အဲ့လိုမျိုးဆွဲတာနော်အဲ့ဒါကိုကိုရီးယားဆောင်းတန်ရွှေဝါနဲ့ပဲတိုက်တာတို့ပါတော့ဟမ်နော်ပြောပြတာလားကဲ let's go သားတို့ let's go တခါနေကပေါ့စီနော်လာဖြစ်နေတယ်ကွာဒါတို့စိတ်ကိုအေးလေးပဲထားဒီတိုင်းလေးတော်တော်ကောင်းနေပြီနော်ဒီတိုင်းလေးတော်တော်ကောင်းနေပြီ intro တော်တော်ကောင်းနေပြီဗျခုနရင်းလောက်ပါသိလားတိုက်ဒီကောင်တန်းဖောင်နဲ့ဆွဲချိတ်သွားတာတော်တော်လောက်ဟုတ်တယ်ရင်းနော်ဘာလာဒေါင်းနေရောက်ဗလာဒီနာ off lane လဲလောက်တာပဲဘလန်တခုမြင်လိုက်တာရှိသေးတယ်ဘလန်တိုင်းကတကယ်ဗတ်တယ်ပြန်ဗတ်မဲ့ချိန်မှာလီယိုမော့မှာမြင်မရှိတော့ဟုတ်တယ်
နော်ကာရီဂျားထဲမှာကြောင်ပြောက်နေတာ ကာရီမြင်းမရှိတော့ဘူးလီယိုမောရဲ့အသက်ကမြင်းပဲဘရိုဒီကောင်မြင်းမရှိရင်ဘာမှလုပ်လို့မရအောင်ဆိုတော့အဲ့ကောင်အဲ့မြင်းမရှိတဲ့အချိန်ကျွေးမှရမှာကဲပြန်စပြီးလိုက် let's go ဟုတ်တယ် ကဲနော်ဟိုင်မှာတော့ EOK 1-4 ွားလို့ရှိရင်တော့ကိုသေးဒီကောင်လေးစကိုင်းလာပေါ်အားကိုးရတော့မှာ မှန်နေ ကဲ မှန် လို့ နေ စကိုင်းလာတော့ပိုင်နိုင်တတ်လိုက်နိုင်လို့ရှိရင်တော့ဒီဘွဲ့နိုင်သွားပြီအေးဆေးပဲနော်အဲ့လီယိုမောကပွဲကျင်ကြာလာနဲ့မြပုတ်သွားမှာ လီနာ2-0 ရာသူပြည်ထင်နေလားမသိဘူးကာရီက ဟုတ်ပါနော်လီနာကိုရှိုးနိုင်တိုင်း2-0တယ်မင်းလောင်ရက်တိုက်ဒီဘွဲ့ဂိမ်းတော်ကောင်းတာပြောလို့ပြောမှာဟိုဘက်ကခေါင်းပြေးတိုးမဲ့ကောင်လေးကြီးပဲ Fanny ကိုသေး Fanny Blue ဘက်ပါဆယ်ရအောင်မှာနော်အဲ့ဒါ သူမစားဘူးမစားဘူးအနေများတယ် အနေတော့များပါတယ်ဒီဘက်အသေးတိုင်းပြေးလာကြည့်တာလို့လီယိုမောမြင်းတွေပါခေါ်ပြီးတော့ ပြန်နားနေတယ်မနော် Fanny ကိုကတော့ပြီးမစားဘူးသူတို့ long diversion နဲ့လာစားမှာဆိုလို့နော်ဒီကောင်တွေက on ကနည်းနည်းတော့ star တော့တက်ပါတယ်ဒီကောင်တွေကနော် coach အဒီကြောင့်သာနည်းနည်းလေးတိုင်ပတ်နေရလို့ခံစားရတယ်ဆိုပေမဲ့ ဟုတ်ပါ player တွေရဲ့ individual တွေတော့ကောင်းတယ်ကျွန်တော် YG ကလည်းနှိမ့်မနေဘူးနော်ဒီကောင်တွေတော့ကတော့ဒန်လူရင်မောင်နဲ့ဆော့လို့ရတဲ့အနေထားအခုဆိုရင်တော့ကျွန်တော်အောက်လန်းမှာ Skylar Lane လေးတော့စ pressure ပေးဖို့တော့စဉ်းစားနေရင်းနဲ့ပဲကျွန်တော်ပြောခဲ့သလိုပဲအဲ့လို Fanny လေးနဲ့ပေါင်းကန်တာမျိုးပဲဖြစ်ဖြစ်နော်လောက်တာတော့လုံးတင်နေပြီကဲနောက်ဆုံးတတ်တယ်ထက်ချအောင်မလားစိတ်ပါရင်တော့ဟိုဘက်မှာ rubber ပါညာသွားပြန်စားလို့တော့ရနေသေးတယ်ဟန်ရန်တော့တော့ကြတော့ easy stop လက်ပီယိုတော့နည်းနည်းလေးကန်ဆန်းညီနေလားတော့မသိပေမဲ့အန်နေတော့များပါတယ်နော်ကျွန်တော် broken wall နဲ့ဆိုတော့ပေါ်လန်တာတယ်လေးပါလေးပဲ AC လောက်လိုက်တာတော့ပိုစင်ပြေတယ်နော်မလေးလက်ပီ မန်လီပါလာ join ပါကို ဟန်တော့နော်ကျွန်တော်တို့ပေါ်လန် vision လေးတစ်ချက်တော့ထောက်ထားနေပဲဒီဘက်မှာတော့ကာရီနေနဲ့တော့တာတယ်တော့ဒဲလုံတယ်ဗျဘလင်းတို့ဘာလို့လာလို့ရတယ်ဘလင်းနည်းနည်းစီသွေးတစ်ဝက်လောက်တော့ရုံနေပါတော့9ရောက်ပဲစားရမှာတိုင်း step ပါပဲလာ join မယ်နေတာဗျကဲ Oregon တချောင်းထပ်တော့ပါလာရင်းနဲ့ပဲရင်းရှောင်သွားတာလေးအလှတယ်ဗျလက်ပီနော် strike ကြီးနဲ့ပြေးဝင်လာတာညီကိုတက်ဖောင်ပြောင်းနေတာလားတော့မသိဘူးအန်နေလေးတော့နည်းနည်းလေးများတယ်အဲ့မှာပြေးပြီးတော့တက်ဖောင်2မဲ sky for ဆွဲချိတ်တာ blame မဲ့ပါဝိုင်းနဲ့မတော့ gloria ပဝေးပါနဲ့ခင်းမလားခင်းထားတယ် blink ဂျာညံ့နေပေမဲ့လက်ရအောင်တော့ပြန်ပြေးဝိုင်းနဲ့မတော့ cloud blending ကျူတယ်ပြန်ထောက် sky for ထတ်ထိုးလက်ပီဂျာညံ့နေနေတာတော့ကနေတော့ flicker လေးနဲ့တော့ပြန်ထောင်ဝိုင်းနဲ့ကေးရတော့မပေးသားသေးဆန်ဂျာညံ့ဝိုင်းနဲ့ပဲ hero game 1 for 1 trade တန်နေတိုင်းတန်နေတာတယ်ရလိုက်တယ်ငါတို့ရလိုက်တယ်တတရလိုက်တယ်နော်ဒီဘက်မှာဟန်ဟုတ်တယ်ဟေးအောင်ကြီးနော်အပေါ်လမ်းမှာပါတာဝါလေးတစ်လုံးထပ်ရဖို့တော့ရှိနေနေပဲအဓိကရေးကြီးနေတဲ့အလဲကဟုတ်ဆိုင်မစ္စတာဝါကြီးချိုးသွားလိုက်လीကဲနော်တာတယ်လေးလည်းရလိုက်တယ်နော်ဟီရိုကီလေးလည်း1 for 1 trade နေတာတခုမှတန်နေပေါ့နော်မစ္စတာဝါကြီးဟိုမှာမင်းကမရဒါပေမဲ့အောက်လမ်းပဲယူလိုက်ပါနော်ရတာလောက်နေပဲချိန်နေရမယ်နေထားနော်လက်ပီယာလည်းပေးတာတော့ပေးလိုက်ပါပြီဒီကောင်ဥစားမဖြစ်တော့စတစ်ကလောက်ကချိုးသွားလိုက်ရမှာစတစ်ကလောက်နော်တော်တော်လေး farming လောက်ခွင့်ရတယ်လီနာတော်တော်တာယာနေတာ203လီနာကျွန်တော်တို့ရဲ့ the one and only mid laner အနေနဲ့တော့နော်အကောင်းမှုဆုံးတော့အတင်းကိုတော့ support ပေးနေတော့မယ်ဗျနောက်မှလည်းကျွန်တော်ရင်းစပယ်ပြန်ခိုးထားတယ်တန်ဖောင်နဲ့နှစ်ကောင်ဆွဲချိတ် sky for 2 man ကြားမှာ cloud blending တူတယ်ဝွန်ဘကိုမိုနဲ့စန်တန်ပြောက်သွားသလိုရင်းလေးနဲ့ဂျာညံဝိုင်းမှာ fanny k ပဲတောက်လျှောက်တွေဆွဲ hero k လေးတော့ထက်ရအောင်မှာ step ပါဂျာညံဝါတာ fanny မလုံးနဲ့တော့ကပ်ပတ်တိုင်းလို့ကပ်ပတ်အခြေအနေမကောင်းဘတ်တော့တိုင်းလို့ဘတ်တော့နောက်ရင်နိုင်ပါရှင်းနဲ့ရသေးတယ်ရသေးတယ်2 for 2ပဲအဲ့လိုတာဝါကြီးတဲ့ဝင်ထိုက်တာကြီးကတော့အနေအများတယ်နော်ဒီဘက်ဟိုလက်ပီလောက်ထပ်ရလိုက်တော့တန်သွားမှာဆိုပေမဲ့နော်အခုကတော့2 for 2 trade လောက်နဲ့ပဲကျင်းနှက်လိုက်ရတယ်နောက်က1000လောက်ပြန်ပေးလိုက်ရတယ်ဗျာ17 2 for 2ပဲပါတော့ပါတယ်ပေါ့နော်ဘာမှမဖြစ်ဘူးနော်ကန်ကောင်းတာလေးတကူကတော့စကိုင်းလာကီးမရသွားတာလေးပဲဗျာကဲဒီဘက်မှာလည်းဟန်အနေနဲ့တော့အောက်လဲစိတ်ရှိလိုက်လီယိုမောသူတက်လို့ရတော့တယ်ဒါပေမဲ့မလုတာပဲကောင်းပါနဲ့တိုင်းမြင်းနေပါနေဆိုဆွဲချိလိုက်လို့ရှိရင်ကျိုးပြောင်းသွားမှာဒီလားဗလန်အဲ့ဒါမလုတင်ဘူးမလုတင်ဘူးအမြောက်မပေးနဲ့တိုင်းမလုနဲ့ဟုတ်တယ်နော်ကဲကလောက်လေးကိုနည်းနည်းလေးပေးဖန်အပေါ်လန်းနေပါဒီသွားဖန်အောင်မလားစိတ်ကြိုက်ဖန်နော်ဒီချိန်ကတော့ကလောက်ကတင်းရလဲတာနေတာဆိုတော့ဘယ်တော့သွားဖန်အောင်အဆင်ပြေတယ်ဗျကဲနော်900လောက်များအောက်တော့ lane pressure တွေပေးစကိုင်းလာအိလောက်လာဒီကောင် flicker တော့ရှိတယ်အဲ့ကောင်တော့လုံးလို့ရလောက်တယ်တိုင်းဒါပေမဲ့လီယိုမောကလည်းမလဲမကန်းမှာရှိနေတာရှိတယ်ဒီကောင်တွေရှိတယ်လောဘတယ်လေးလည်းရှိနေပြီဆိုတော့ကျွန်တော်လောဘတယ်လေးလည်းထက်ကြည့်ရဖို့တော့ရှိသေးတယ်ဟန်နီနဲ့တော့သူဘလူးဘက်တွေဘာတွေကတော့စားထားတာမကြသေးတဲ့ပုံပဲပေါ့နော် EI ကြောင်းပဲဗျဒိန်းကြီးကိုတော့အပေါ်မှာတော့တောက်လျှောက်ကြောင်းမိတိုင်းနဲ့ပဲကရီလော်နာလေးတော့ဝဲလေလေးတော့ဖြစ်နေ EC ကျွန်တော်တာနေရဆိုလောစရာမလိုဘူးနော် rubber တွေဘာတွေစားဘလူးဘက်ဘာညာစားဘတ်တာမယ်ထင်မှပဲဝင်ချတော့ပူကောင်းတယ်ရရန်ကြီးလောစရာတော့မလိုဘူးပေါ့နော်အဲ့မလေးကလောစရာအော်လမ်းမှာလော်လေးကတော့ပေါ်နေနေတော့ရင်းခြေနေလေးတော့ကြည့်တယ်ဗျနော်သူကလည်းဒီဘက်မှာဆိုတာရဲ့ form တွေဘာတွေခိုးတာခြေနေပြန်ဝင်ပြန်တော့လုပ်လို့ရတယ်sans ကတိုက်သတိထားနေပြီသီးလားရင်းကို respect ပေးမှရမှာအော်တန် form ပြီးသွားပြီဟိုဘက်ကအော်ဒီဘက်မှာလည်းရင်း assassin form ပြီးသွားပြီ
ဆိုတော့ Sora ရဲ့ ultimate တွေကတော့နောက်နှစ်ဖက်လုံးမှာတော့မရှိတော့ပါဘူးဒါပေမဲ့အဲ့ကူတော့အရင်မကြောက်ဘူးနှစ်ကောင်လုံးတော့ ဘိုးသားပြန်ခိုးလို့ရတယ်ခဏ စပယ်မာညာလေးပဲနည်းနည်းလေးပြန်ဆောက်အောင်မလားဗောနော်ကျွန်တော်လော့ဒန်ညင်နေပြီဗျ YG ကနောက်ဒီမှာလော့တွေပါတော့စပြီးတော့ပြင်ခေါ်ထုတ်ထားရတဲ့မနော်မဟန်နည်းနည်းလေးတော့လှုပ်ချင်နေတဲ့ Gloria ပတ်ဝေးဗတ်တယ်လေးပြေးဆိုင်နေတဲ့နေသားတစ်ခုကနေဒီဘက်မှာကီပွိုင်းမာပြီးထားနေမနော်ကလောက်ပြစ်ချက်တွေလီယိုမမြင်းခေါ်တာရလိုက်ပြီးတိုင်းစပယ်တောင်းပြီးသွားပြီစိတ်လေးပဲထားဆောက်လိုက်တော့လော့ dance Sora Danfall Skyfall မပါလာဘူး AOG လွဲသွားပြီတော့တိုင်းတော့ပြန်ကျုံးလို့ရတယ်အဲ့မှာ Fanny K ပဲ Lowing Dispersion Rotation ခိုင်းပြီးတော့သေးမလို့ပဲကလောက် Blending ကျူရဆိုဟန်ဂျာညံသွားနေတာတော့မသေးသွားပြီမရင်အကောင်းမှုဆုံးဖမ်းလိုက်နေတာတော့မ Sky လာတော့မထိုက်ရအောင်မှာရိုက်ပြီဒါပဲကေးဗျာ Hero K နှစ်ကောင်တကောင်ဆိုမဲ့ဂျန်ကလာမရှိဘူးကွာလောလို့မရဘူးလောလို့မရဘူး အော်လောလို့မရဘူးဟမ်ဂျာညက်သွားတာ तू ဝင်ပိုင်းတာတော့ target တော့မှန်တယ်ဆိုရင်မဲ့တစ်ဖက်က Kyrie ကိုအရင်ဘက်ကပေးနေတဲ့အနေထားဆိုတော့ဟန်တော့ပေးလိုက်ရတယ်ဗျာပြဿနာတော့မရှိသေးဘူးเนาะ241လောက်ပဲတော့ကျင်းထားရတယ်ဆိုပေမဲ့เนาะအမှန်တော့ဟန်သာမသိသွားလို့ရှိရင်ဒီလောကကျွန်တော်တို့လောဖြစ်သွားပြီ ဟုတ်ပါကဲခုလဲဒါကျွန်တော်ဟန်ပြန်ထွက်မဲ့တိုင်မင်လေးကိုနော်ကျွန်တော်နည်းနည်းလေးစောင့်ပြီးတော့ပဲလော်လေးပါလေးဖိုးချနေရလားတော့မသိပေမဲ့ stick နေနေရတယ်ဘာမှလော်လေးပါလေးတော့တောက်လျှောက်လှုပ်ထားနေမှာလက်ပြီးတကောင်ကောင်းပြေးခောက်လက်ပြီးတကောင်ရင်တက်လိုက်မလားဆိုတာဘိုင်းပိုင်းမရှိတော့ဘူး4 with the fight အနေထားတစ်ခုတော့အခွင့်ကောင်းသုံးချပြီးကျွန်တော်တို့ရဲ့ YG ရန်ကုန် Galacticos မြန်မာသေးအနေနဲ့တော့ဒီလော်လေးကိုတော့နော်လုံးမဲ့အနေထားမျိုးရှိ4ယောက်5ယောက်အားတော့တိုင်အင်အားတာနေတာ တတိထားပါဆောက်တတိထား ဖာစာဆန်စ် ပါဆောက်တတိထား ဒီဘက်ကခြုံလေးထဲမှာရှိတယ် Feather Ezra ဒီဘာတွေပေးလော်လေးတော့4ချိုင်နေတာတို့မှာဘေးနားနေ retreat တိတိကျကျပေါက်သွားနေပဲ first law တော့ကျွန်တော်မြန်မာအသင်းသိမ်းပိုက်ခဲ့နေပဲ key point မသေးခြင်းလို့ပြေးဝိုင်းနေတာတခုမှဆိုပေမဲ့လည်းနောက်မှာတော့ရအောင်တော့ရင်းလိုက်တက်ထားသေးတယ်ဒီလိုကြီးတကောင်ညာတော့တလော့ညီတို့အတန်ကြီးအရန်တန်တော့ လက်လော်လေးရလိုက်တဲ့အပြင်မှာကြောချလေးပါစေရဝဲတဲ့နောက်မှာတော့မြန်မာအသင်း YG အနေနဲ့တော့လေလဲမစ်တာဝါသလုံးမှာရိုက်ခွဲပေးနေပြီပဲဖြစ်ပါတယ်စတစ်အိုက်တန်3ခွက်စောစီပဲရလာနေပဲနောက်မှာတော့ဝင်းုံနေချပါညာထက်လို့ဆိုစကိုင်လာအနေနဲ့တော့ဘဝတော်တော်ဆုံးနေတာသူဒီမွန်နာတွေဘာတွေတော့မထည့်နိုင်ဘူးဝင်းုံနေချတစ်ခါလေးတန်းထည့်ထားရတဲ့နေသားဆိုတော့ဒီကရီချီယာဒမ်မစ်ကတော့အဲ့လောက်ကြီးတော့ကြောက်စရာတော့မလိုသေးဘူးဗျရလာတဲ့လော်လေးနဲ့သူအပြင်ကစကန်တာဝါလေးတွေမေဂါတာဝါလေးတွေတွေးလျှော့တာမျိုးတွေလုပ်လို့ရမယ်နောက်ဝက်တီဒီတက်ပိုပြီးဖြတ်ထားလိုက်နိုင်တော့အကောင်းဆုံးပဲတစ်ဖက်က onic ကြီးဖြစ်နေတာဆိုတော့လေအမားလို့တော့မရဘူး day 1မှာတည်းက onic ကအဲ့လိုအမားတွေကိုတုံးချပြီးကမ်းဘက်ခဲ့တဲ့အသင်းဆိုတော့ကျွန်တော်တို့ YG အမားအတက်နိုင်တော့အ ਨੇ ဆုံးနဲ့တော့စော့ပြမှာတော့ရမယ်ဗျ ။ဒီဘက်မှာလည်း Feather Ezra ဒီဘာတွေရှောင်းစော်ထိုင်းနေမှာရင်းပြေးဝင်နေတော့ဒီမှာ Fanny K ပဲကတ်တရုံလေးနဲ့ပိုင်းမှုလို့ကြိုးစားမြင်တားကပျောက်သွားတဲ့ hand နေနဲ့တော့ပြန်ပတ်လာသေးတယ်။အေးကြောင်းပဲ shot ညာစိတ်လေးပါလေးရှော့အောင်ပါဗောနော်ဆိုတော့ blend 30ချက်တွေကိုကျွန်တော်နားထောင်တော့တော်တော်လေးကောင်းနေတာဗောနော်ဆိုတော့ဒီဘက်မှာလည်းအဓိကတော့အဲ့လိုမျိုးဒါကြီးခုနဟိုဘတ်တယ်မှာငါတို့တာသွားတယ်ဆိုတာအဲ့လက်ပီတကောင်ရင်ရှောသွားလို့ဒီလားအဲ့လိုအင်အားမမျှတဲ့အချိန်မှာထုသွားနောက်နေတာ ဟုတ်ပါတန်ဖောင်2 man Skyfall မပါလာဘူးအဲ့ဒါကိုရှောင်နေတာလို့တိုင်ငါတို့ဘက်ကကောင်တွေကခေါင်းတွေပါပြန်ကောက်တယ် Fanny နေနဲ့ပေါ်လဲမှာဖျာခင်းနေရရတိုင်လိုချင်တာမေဂါပဲတိုင်မင်းကမေဘယ်လန်းရရအဆင်ပြေတယ်ဟေးဟေးဟေးဟွိရာစေတန်သွားပြီ first floor တန်သွားပြီမေဂါ2လမ်းနီးပါးလောက်ကိုရလိုက်တာအပေါ်လမ်းမှာလည်းတော်တော်သွေးနေသွားလို့အောက်လမ်းမှာလည်းမေဂါ2လမ်းတော်တော်ကြီးသွေးနေနေတဲ့အနေထားဆိုတော့ဒါကျွန်တော် YG တော့ကတော့ဒီလောကတော့တော်တော်ကြီးအဖိုးတန်ခဲ့တဲ့လောလို့ပဲပြောရမယ်ဗျာတိုင်ငါတို့ စိုက်လင်းနေရမှာနော် BGD လို့မဖြစ်ဖို့ပဲเนาะအဲ့မလဲ Kyrie ကောင်းခေါက်ခေါက်ခံရတယ် Blessing ကျူတဲ့ Dispersion Rotation damage ကလောက်နဲ့မြည်နေတယ် Kyrie တန်းပြတ်သွားနေပြီတို့ကနှစ်ကောင်တော့ Skylar တကောင်မထပ်သေးမယ်ဆိုရင်တော့တန်းအဲ့လိုရောက်အောင်မအဲ့နေရ Skylar မသေးပါဘူးဆိုပေမဲ့လည်းတစ်ဖက်မှာလက်ပီလေးတကောင်တော့ Fanny Cable လေးတွေဆွဲပြီးတော့ရအောင်ဖြတ်ချဝိုင်းတယ် Step ပါပြစ်ချဝိုင်းနေတာတခုမှ Hero K 3ကောင်မြန်မာအသင်းပိုင်ဆိုင်ခဲ့ရင်းနဲ့ပဲ Mega 3လမ်းလုံးမှာရရှိတော့မှာပဲဖြစ်ပါတယ်အလဲလမ်းမှာနောက်ထပ် Mega တစ်လမ်းတော့ Cree လေးနဲ့တော့ထပ်ဖို့တော့လုံနေနေတယ်နောက်မှာ Chris တဲ့သုံးနေပါတယ်ပြေးရရင်လား Cree တွေဝင်လာနေပြီတန်းမလားတိုက်တို့တန်းမလား Cloud တန်းနေပြီ Cree တွေပါရောနည်းနည်းလေးတော့ပြန်တော့စောင့်နေရတယ်ဆိုပေမဲ့ Skylar တကောင်မှာတန်းသွားနေပြီကြီး YG ရင်းရဲဆိုတာကြီးကောင်းလိုက်တာလို့ what the hell